မင်္ဂလာပေါင်းနဲ့ပြောတော့အချိန်ခါလေးထိပါစေလို့ကျွန်တော်နဲ့နှုတ်ခွန်းဆက်တာလိုက်ပါရယ်ကျွန်တော်နာမည်ကလွတ်ဆောင်ပြန်ဖြစ်ပါတယ်ကျွန်တော်နဲ့ဒီနေ့မှာဆိုရင်အနေနဲ့အပြာယူစကားပြောချင်ပါတယ်ဘာကြောင့်လဲကျွန်တော်ကောင်းစဉ်ထားရဲဆိုတော့ VPN ဆိုပြီးတော့ကျွန်တော်နဲ့ကောင်းစဉ်တက်ထားပါတယ်ကျွန်တော်အရင်ဆုံးကျွန်တော်ရွေးချယ်ထားတဲ့ကျန်းစာရေးကိုဖတ်ကြရအောင်ရှမကိုအခန်းကြီး1အငယ်35ဘလို့ဖော်ပြထားလဲဆိုရင်နာနဲ့အချိန်မူးမလင်းမီကိုရော်ဒီထားပြီးတောအရက်တော့ထွက်ကြ၍ဆုတောင်းတော်မူ၏ဆိုတော့ဘယ်ကျွန်တော်တွေ့ရပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်က VPN ဖြစ်ပါတယ် VPN ဆိုတဲ့အခါမှာကျွန်တော်လူတိုင်းပုံရှိတဲ့သူတိုင်းသိကြမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ် VPN ဆိုတာကကျွန်တော် line ကို Facebook စာရေးဖြင့်အရာ Instagram စာရေးဖြင့်ကျွန်တော်အသုံးပြုနေအချိန်မှာဆိုရင် VPN ခံပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာသုံးပြုရပါတယ် VPN ဆိုတာကကျွန်တော်လှုပ်ရှားမဲ့အချိန်မှာကျွန်တော်သုံးရတဲ့အရာဖြစ်ပါတယ် VPN ဆိုတာကကျွန်တော်ဖုန်းမှာကျွန်တော်သုံးတဲ့ VPN က Virtual Private Network ဖြစ်ပါတယ်တိုးတော်လဲကျွန်တော်နဲ့ဒီမှာ VPN ဆိုတာကဘယ်လိုကျွန်တော်နဲ့အနေဖွင့်ချင်လဲဆိုတော့ Provider Private or Prayer Network ဆိုပြီးတော့ကျွန်တော်နဲ့အနေဖွင့်ချင်ပါတယ်ဘာအတိတ်ပဲဆိုလို့ချင်တာအလဲဆိုတော့မဖြစ်မနေလိုအပ်တဲ့စုတောင်းခြင်းအဆက်အသွယ်ဆိုပြီးတော့ကျွန်တော်နဲ့အတိတ်ပဲဖွင့်ချင်ပါတယ်ကျွန်တော်ဘာဖြစ်လို့ဒီလိုမျိုးကျွန်တော်နဲ့ဒီ VPN ကိုရွေးချယ်ထားရဲဆိုတော့ကျွန်တော်ကျန်းစာထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်တဲ့သခင်ယေရှုကိုယ်တိုင်ကျွန်တော်ကြည့်မယ်ဆိုရင်ပြတ်သခင်နဲ့သူကအမြဲတမ်းအဆက်အသွယ်ရှိပါတယ်ခုနကကျွန်တော်ဖတ်တဲ့ကျမ်းစာသခင်ယေရှုကနည်းနည်းစောစောထားပြီးတော့ပြတ်သခင်နဲ့အဆက်အသွယ်လို့တာကျွန်တော်တွေ့ရပါတယ်ပြီးတော့သခင်ယေရှုဟာဆိုရင်တောင်ပေါ်မှာတက်ပြီးတော့ဆူတောင်းတာကျွန်တော်တွေ့ရပါတယ်မာသဲအခန်းကြီး14အငယ်23မာကိုအခန်းကြီး6အငယ်46စာရဖြင့်ဒီဟာတွေမှာကျွန်တော်သခင်ရှုကားတောင်ပေါ်မှာတက်ပြီးတော့ဆူတောင်းတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်သူပြင်သမကကျွန်တော်လူကာခန်းကြီး6အငယ်7မှာဆိုရင်သခင်ရှုကားအမျက်အလုံးပေါက်ဆူတောင်းတာကျွန်တော်တွေ့ရပါတယ်အတွက်ကြောင့်ဒီမဖြစ်မနေလိုအပ်တဲ့အဆက်အသွယ်ကဆူတောင်းခြင်း VPN ဖြစ်တယ်ဆိုတော့ကျွန်တော်လည်းအနေဖွင့်ချင်တာဖြစ်ပါတယ်သူပြင်သမကကျွန်တော်ဒီယေရှုရဲ့နောက်လိုက်ဘယ်တော့များကဆိုရင်တမန်တော်အခန်းကြီး1အငယ်14မှာသူတို့အတူတကွစုယုံပြီးတော့သူတို့ကစုတောင်းကြတယ်သူတို့စုတောင်းခြင်းဖြင့်ဒီ Pentecost နေ့ရက်မှာဆိုရင်တန်ရှင်းတော်ဝိညာဉ်တော်ကသူတို့ပေါ်မှာကြာရှင်ပြီးတော့ဝိညာဉ်တော်များစွာကဲတင်ချင်းအားရဆိုတော့တွေ့ရပါတယ်စုတောင်းခြင်း VPN မဖြစ်မနေလိုအပ်တဲ့ VPN ကိုသုံးရတဲ့အတွက်ကြောင့်ဒီလိုမျိုးဝိညာဉ်ပြောင်းလဲဆိုကဲတင်ခွင့်ရတာဆိုတော့တွေ့ရပါတယ်ဒီလိုမျိုးကျွန်တော်ဒိုင်လာဒီမောင်ခေမှာဒိုင်လာကလည်းကျွန်တော်နေ့စဉ်တရက်မှာ3ကြိမ်ဆူတောင်းလဲဆိုပြီးတော့ဒိုင်လာခန်းကြီး6နဲ့30မှာပေါ်ပြတာကျွန်တော်တွေ့ရပါတယ်သူပြင်သမားကျွန်တော်တေတလောနီပရမစာဆောင်အခန်းကြီး9ငယ်19မှာမချမလက်ဆူတောင်းပနာပြုကြလို့ဆိုပြီးတော့ရှင်ပေါလုကကျွန်တော်တိုက်တွန်းတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ရဲ့VPN ကျွန်တော်အမြဲတမ်းမဖြစ်မနေရှိထားရမယ့်အချက်ကဆူတောင်းခြင်းဖြစ်ပါတယ်ဆ
စူတောင်းချင်းဖြင့်ကျွန်တော်ဒီအရန်ကြီးကြီးတဲ့အရာတွေကျွန်တော်ဖြည့်ရှင်းမိရတဲ့အရာတွေကျွန်တော်စူတောင်းချင်းအပြင်ဖျက်ခင်ကအလံပြပြီးတော့အောင်မြင်နိုင်ခွင့်လမ်းခေကိုကျွန်တော်တွေ့ရမယ်အောင်မြင်ရမယ်ဖြစ်ပါတယ်ကျွန်တော်စူတောင်းတဲ့ခါမှာယေရှုကသခင်ယေရှုရဲ့နာမတော်ကိုအမြဲပြုပြီးတော့စူတောင်းရမယ်ဆိုပြီးတော့ရှင်ယောဟန်ခန်းကြီး15:16မှာကျွန်တော်ကိုမှာထားတာကျွန်တော်တွေ့ရပါတယ်အကျိုးကြောင့်ကျွန်တော်သခင်ယေရှုရဲ့နာမတော်ကိုအမြဲပြုပြီးတော့စူတောင်းမယ်ဆိုရင်သခင်ယေရှုကကျွန်တော်တို့တောင်းတဲ့အရာတွေပြီးမယ်ဖြစ်တဲ့အရာကိုကျွန်တော်သခင်ယေရှုရဲ့ဂရုတော်ကိုကျွန်တော်သိရပါတယ်အကျိုးကြောင့်ကျွန်တော်နဲ့ဒီမှာပြောချင်တဲ့အချက်ကကျွန်တော်အမြဲတမ်းမဖြစ်မနေရှိထားရမယ်အဆက်အသွယ်ကဖျားခင်နဲ့စုတောင်းခြင်း VPN ဖြစ်ပါတယ် DVPN စုတောင်းခြင်းကိုမကောင်းဘူးဆိုရင်ကျွန်တော်ဝိညာဉ်ကြီးလည်းအားနေတော်လိမ့်မယ်ဝိညာဉ်ကြီးအားနေတဲ့ခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်လည်းအားနေမယ်ပြီးတော့ကျွန်တော်ဝိညာဉ်ကြီးအသက်တာဝိညာဉ်ကြီးအသက်လည်းဆုံးရှုံးသွားနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ VPN အရေးကြီးတဲ့မဖြစ်မနေလိုအပ်တဲ့စုတောင်းခြင်းဖျားသခင်နဲ့အဆက်အသွယ်ကိုနေ့စဉ်နဲ့အမျှပြန်ပြီးတော့ remind စာရဖြင့် restore စာရဖြင့် reset restart စာရဖြင့်ကျွန်တော်ပြန်ပြီးတော့အတိအဖန်နိုင်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းဖျက်ခင်နဲ့အဆက်အသွယ်ရှိဖို့ရန်ဆိုရင်လည်းအားပြီးအာရုံပြုရင်းနဲ့မိကုံထုတ်ပါတယ်အလုံးပေါ်မှာဖျက်ခင်ကြော်ရောက်မြင်ပြဆိုတော့ကောင်းချင်မှာဘုံလုံးချမ်းမြေ့တော်ပါစေကျေးဇူးတင်ပါတယ်